လာပါကျွန်တော်တို့ online ဆိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းနေရတော့ဒီ NTD testing equipment တွေထဲမှာပေါ့ကျွန်တော် NN အမှတ်စိတ် Vivo Hammer အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။မှာဥသောအဖြစ်ပေါ့ကျွန်တော်ဒီ testing ပြုလုပ်မယ် Vivo Hammer ကို calibrate ပြုလုပ်ထားရပါမယ်။ရိုက်တော့မယ်ဆိုရင်ကျွန်တော် Vivo Hammer လေးလို့ရိုက်ပြီးသွားရင်ဒီမှာလော်လေးရှိတယ်ခင်ဗျလော်လေးနဲ့နောင်းနေဆိုပြီးဖမ်းရမယ်အဲ့မှာကိုလိုချင်တဲ့ point ပေါ့ကျွန်တော် point နံပါတ်ကဘယ်လောက်ရလဲဆို rebound ရိုက်ချက်ကပေါ့ဒီမှာဆိုဒီမှာ40နဲ့44 46ပေါ့ဒီပထမ point နေနဲ့ဆို46ဆိုရင်ကျွန်တော်ဒီမှာဆိုရင်46လို့ရေးထားရမယ်ဒါ rebound ရိုက်ချက်ရပြီဆိုရင်ပေါ့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ rebound value တွေရတယ်ပေါ့ဒီ value တွေထဲမှာကျွန်တော်ဒီတစ်ခုနဲ့တစ်ခုရဲ့ကွာခြားချက်ပေါ့ကွာခြားချက်ကို6တက်ကျော်ရင်တော့အဲ့ကိန်းကိန်းနဲ့တစ်ခုပယ်ပေးရမယ်ဥပမာ10ချက်ရိုက်ထားတယ်ဒီနှစ်ခုက6တက်ကျော်နေဆိုနှစ်ခုကိုပဲကျွန်တော်ကျန်တဲ့8ချက်ကိုပဲ average ပြန်ယူပြီးတော့ဒီ rebound တန်ဖိုးထုတ်ပေးရမယ်နောက်ဒီမှာဆို rebound ရိုက်ချက်ပေါ့ rebound ရိုက်ချက်ကိုကျွန်တော်ဒီ graph data လေးနဲ့လည်းဖတ်လို့ရသလိုကျွန်တော်ဒီမှာဆိုအလွယ်တကူကြည့်လို့ရတဲ့ table လေးလည်းနဲ့ဖတ်လို့ရနိုင်တယ်ပေါ့ကျွန်တော်ဒီ NN scientific brand မှာဆိုရင်တော့ကျွန်တော်ဒီ table လေးထည့်ပေးထားတယ်ဥပမာဆိုသူ့ရဲ့ direction ပုံတည်ပြီးတော့ဥပမာ rebound ရဲ့ချက်ကဥပမာခုနပြောတဲ့ကျွန်တော်ဒီ45ပေါ့45ဆို52ဆိုတဲ့ဟာမျိုးလေး direct reading တန်းဖတ်လို့ရတဲ့ဇာတ်လေးတွေပါပါတယ်